ခဏပဲအိပ်ဒီပေါ့နော်ဒီလိုဆိုင်နာကပေါ့နော်မမုတ်တော့ဝဲစားတာပေါ့နော်ဒီလိုဂျယ်လီလေးတော့ဝဲရပါနော်ဒါတည့်ဒီပေါ့နော်စားကြည့်မယ်ဒီလိုရပါလုံးဝစားကောင်းတယ်ပါသေးရနော်ပြတ်မှာဒါတော့ကိုကာကိုလာမသိဟုတ်လားမသိစားကြည့်မယ်နော်ကိုကာကိုလာဖြစ်ရင်တော့စားကောင်းမယ်ဟုတ်တယ်ကိုကာကိုလာအရာစားနဲ့ဆွတ်တူတာဟောမကမယ်မကတော့ဖမဟာကျတော့10မှာဆိုလို့ရှိရင်တော့သူ့ကို8လောက်ပေးပေါ့နော်ကိုကာကိုလာကျတော့9လောက်ပေးပါလေကဲတော့တခုထပ်စားပြမယ်ပေါ့နော်ဒါတော့မင်းကိုတီလို့ထင်တယ်ပေါ့နော်မင်းကိုတီရတာထင်ပါလေစားကြည့်မယ်နော်စားကြည့်ကြအောင်မင်းဒီထလေးလေးတောင်းညာလိုက်ဟုတ်မယ်တီလေးနဲ့မတော့မိုက်သူကကျတော့ရောင်ကကျတော့ပါပေါ့နော်ဘယ်လေရောင်လဲဆိုတော့ပေါ့ဒီရောင်ပါတယ်ပေါ့နော်ဒါပေမဲ့တထုပ်တွေမှာအများကြီးပါပါလေဖြုံးစားကြည့်မယ်မင်းကိုတီရတာထင်တယ်မဟုတ်လန်ချီရလားမဟာနာတောက်တဲ့ဖြော်ရတာကောင်းတယ်သူကြတော့စမစရင်တော့ကိုဟုတ်ခုနှစ်လောက်ပေးရပါနော်နောက်တစ်ခုဆက်စားပြပါမယ်သူကတော့ strawberry ပဲဖြစ်ပါတယ်ပြီးတော့ဒီမှာ strawberry ပါစားကြည့်မယ်နော်လက်နဲ့ကင်ဆိုရမှာလိမ့်နဲ့လက်ကစီရဝိုင်းပေါ့နော်ကျွန်တော်မပလိန်ဟင်းတပိုင်းနေစီလိုက်တယ်နော်ပလိန်မဲ့လူရောစီမှာမဟုတ်ပါမှိုက်လည်းမရအောင်ဆိုရင်သူကကြတော့30မှာဆိုရင်ဘာလာပင်ကောင်းမလဲဆိုတော့ရှစ်လောက်ပြေးပါနော် strawberry ကကြိုက်တော့ကြိုက်တယ်ကဲဦးထပ်ပါလေးချက်စားပြပါမယ်အလဲမင်းကိုပဲလားမသိဟုတ်ပါတယ်အရောက်သူပဲဆိုစားကြည့်မယ်ဟုတ်ဘူးဘွန်းလေးရတာလေကြိုက်တယ်ဆိုလို့ရှိရင်ဆက်စားလိုက်ပါအောင်မင်းဒါလာလွှိတာလိုက်ရမှာလည်းမဟုတ်